coffee ရပြီတဲ့နော် Okay တရာ coffee ရပြီ ဟဲ့ဒီ coffee ရပြီဆိုတော့တောက်ပါရှင်မမီ coffee ရောယူအောင်ပါကဲအခု coffee ဖြော်မယ်ပေါ့နော်ဟဲ့ဒီနဲ့ Ruby နဲ့ထမင်းစားပြီးသွားပြီဆိုတော့အခုဟဲ့ဒီက coffee တောက်ချင်တာတဲ့အဲ့လိုပြောလို့အခုဒါ coffee ဖြော်ပါတယ် coffee ကြတော့ Ruby တို့ကရင်သွေးနဲ့မဖြော်ဘူးပြီးတော့ coffee ဆိုရင်ပူတာကိုမကြိုက်ဘူးနောက်ပြီးတော့ coffee ဆိုရင်ပူတာလည်းမကြိုက်တယ်လို့အေးတာလည်းမကြိုက်ဘူးပေါ့နော်အေးတယ်ဆိုလို့ရှိရင်လည်း Ruby ကအေးတာကိုတော့ကြိုက်တယ်ဒါပေမဲ့အေးတာတောက်လို့မရဘူးအေးတာတောက်ပြီဆိုလို့ရှိရင် Ruby တို့ကဒီလေချောင်းနာတွေပြီးလို့ရှိရင်နှာစီးတွေပေါ့နော်အဲ့လိုမျိုးဖြစ်လို့ Ruby တို့တအိမ်လုံးအေးမတောက်ဘူးရေခဲကြီးပါဆိုလို့ရှိရင်လည်းမတောက်ဘူးဟဲ့လည်းမတောက်ဘူး Ruby လည်းမတောက်သူ့ပပလည်းမတောက်ဘူးRuby တို့ရေခဲတက်တာထဲမှာဆိုလို့ရှိရင်ရေခဲကြီးတောင်မှမရှိဘူးပေါ့နော်မထည့်ထားဘူးဒါဆိုတအိမ်လုံးမတောက်ဘူးဆိုတော့ဒီတဲ့လည်းမတည့်တော့အဲ့လို coffee ကိုဒီလိုမျိုးအေးတာလေးတောက်ချင်တယ်ဆိုလို့ရှိရင်အေးတော့မအေးဘူးပေါ့ရိုးရိုးရေနဲ့ပဲရေတက်နဲ့ပဲအဲ့လို coffee ထည့်ပြီးတော့ဖြော်လိုက်တာဟယ်ရီကကျတော့ကလေးဆိုတော့သူ့ကို coffee နေတိုင်းမတိုက်ဘူးသူက coffee အရင်ကြိုက်တာသူကနေတိုင်းတောက်ချင်တာဒါပေမဲ့ Ruby ကတော့မတိုက်ဘူးသူ့ကိုတစ်ပတ်တစ်ခါလောက်ပဲတိုက်တာ coffee ဆိုလို့ရှိရင်ဒီနေ့ကသူ coffee တောက်မဲ့ရက်ပေါ့နော်သူ coffee တောက်မဲ့ရက်ကိုသူမှတ်ထားတာမမီးတဲ့ဒီနေ့တဲ့တတ coffee တောက်မဲ့ရက်တဲ့တတတောက်မှာတဲ့ဆိုအေးဟုတ်ပြီလို့ဖြော်ပြီးမယ်ဆိုပြီးထမင်းစားပြီးတော့ထဖြော်ပြီးတယ်လိုရိုးရိုးရင်လည်းဖြော်လို့ရှိရင်လေသူဒီလိုမျိုးဘူးလေးနဲ့ထည့်ပြီးတော့လေလို shake လုပ်ပြီးဆိုလို့ရှိရင်အထဲထဲမှာ coffee ရဟိုလိုပြောလဲပျော်ဝင်သွားတယ်ပေါ့နော်ဟိုအစီအစီတွေမဖြစ်ဘူးလိုပဲဆိုဒီလိုမျိုးဖြော်တာ coffee ဖြော်တယ်ခုရသွားပြီဆိုတော့ Harry တာ coffee ထည့်မယ် Harry ကိုတောက်ပေးမယ်။နော် coffee ရပြီ Harry ကို coffee ပေးမယ်။ Harry တာမီနာ coffee တောက်မယ်။ ချီယာ ပေါ့ဗျာတကယ်လို့ကျွန်တော်ကညဖုန်းကိုဓမ္မဖြစ်လို့ရှိရင် coffee တိုက်တဲ့အသေးတောင်လေး ရောတတ်မှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကဒီ Harry ရဲ့ ဖြစ်ခဲ့လို့ရှိရင် ဖုန်းကြည့်ရဲ့အချိန် ဒီ paper face ညဖုန်းလူသက်သမားကိုကျွန်တော်တို့က live share ပြီးတော့ဖော်တော့မှာဖြစ်ပါတယ်ဗျာဒါပေမဲ့တခုသက်သမားကကျွန်တော်တို့လိုစုံတောင်းလိုဟန်ဆောင်နိုင်တယ်ပေါ့ဗျာသိရမလားအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဘသူကစုံတောင်းရဟန်ဆောင်ထားတဲ့ညဖုန်းလူသက်သမားဆိုတာကိုဒီချာလေးကြည့်ပြီးတော့ကျွန်တော်တို့ကဖုန်းပေးရမှာဖြစ်ပါတယ်တကယ်တော့အဲ့လိုမျိုးဒီအကုန်လုံးဝိုင်းပြီးတော့အဲ့လူကိုဖုန်းပေးလို့တကယ်တော့အဲ့လူက မင်းနဲ့အတူတူတမင်းစားပြီးသွားတော့ coffee တောက်ကြတယ် ဒီပွဲမှာရှုံးမှာဖြစ်ပါတယ် ညတော့ကောင်းပါလေ တောင်းရကြပါဗျာကျွန်တော်ရဲ့တူတူဆောင်းလိုက်ကြဆိုဗျာ let's go Harry က alright ကဲရထားပါ ဒီချိန် Harry ဖုန်းကြည့်တဲ့အချိန်ဆို Harry ဖုန်းကြည့်တယ် ဒါနဲ့ရန်ကုန်လာပါ Harry ကသူ့အချိန်နဲ့သူပဲဖုန်းကြည့်ရတာပေါ့နော်ဖုန်းကိုအဲ့လိုတစ်ချိန်လုံးကြည့်ရတာမဟုတ် ပွဲစားဖို့နောက်ထပ်30 ဖုန်းကြည့်တဲ့အချိန်ကြည့်တယ်ကစားတဲ့အချိန်ကစားတယ်အဲ့လိုမျိုးHarry က coffee တို့အေးဆိုရင်လည်းသူ့ရက်နဲ့ပဲသူတောက်တာအမြဲတမ်းမတောက်ပါဘူး mission ကကျွန်တော်ကလူတွေကိုလိုက်တိုင်း ဟိုကကလေးတွေဆိုတော့လေချောင်းဆိုးတာပဲခင်ဗျာ ပေးမဲ့သူတို့မသိဘူးဘာလို့လဲဆိုတော့ကျွန်တော်